Okay. Salmonကိုကိုကလှီးပြီးွားလို့ရှင်ငရုတ်သီးလေးအဲ့လိုထည့်ပါတယ်ပြီးလို့ရှင်ဒါကတော့ sesame oil ထည့်ပါမယ်ဒါကိုကြိုက်ပါကိုအဲ့လိုထည့်ပါတယ်ပို့ပြီးတော့မှုေးပြီးတော့ပို့ပြီးတော့ရောင်မီမဟုတ်ရောင်မောင်လောက်ဖြစ်ပါတယ်နော်ပြီးရင် soy sauce ထည့်ပါမယ်ပြီးရင်ကိုက e sauce လေးနဲ့ထည့်ပါတယ်ဒါ e sauce လေးပါနည်းနည်းလေးပါနော်အများကြီးမဟုတ်နည်းနည်းလေးပါအဲ့ပြီးလို့ရှိရင်အဲ့ပြီးရင်မှုရပြီနဲ့အောင်မှုရပါမယ်နော်နဲ့အောင်မှုရပါမယ်ပြီးလို့ရှိရင်ဘာလုပ်လဲဆိုတော့အဲ့ပေါ်ကနေပြီးတော့ဒါကိုကြိုက်တဲ့ပုံစံပေါ့နော်ခုနကတော့ပြဖို့မယ်သမယာသီးဖြစ်လီမွန်ဖြစ်ဘာဖြစ်ပေါ့နော် lime ဖြစ်လီမွန်ဖြစ်အဲ့လိုပပားလေးညှစ်ပါရီလဲထိခွေးမိတဲ့အရာသာ taste ကိုရပါမယ်နော်ပြီးရင်မှုပါမှုပါနော်မှုပါတမအောင်မှုပါကဲအဲ့ဒါဆိုရင်ဒီဆယ်မန်ကိုငရုတ်ပြီးနိုင်ခြင်းနဲ့ခုနကနေထားတဲ့ဆယ်မန်ကိုစားလို့ရပါပြီဒီလည်းမိုက်ရေးလည်းမိုက်တာတော်မရေးလည်းတွေ့နော်ငရုတ်သီးလေးတွေအရင်ခွေးရလဲရိုက်ကူးရေးလုံနေလို့ရှင်သူကလည်းအတန်ပါခြင်းတယ်ဟုတ်ပါဘူးတော့ကောင်းလားဆယ်မွန်ချင်းကစားအခုကိုစတိုင်ချိုး restaurant တွေမှာလိုပဲရောက်နေလေကိုစားတဲ့ပုံစံတိုင်းရောက်နေကိုကြိုက်တဲ့ပုံစံတိုင်းရောက်နေညုတ်ပြီးစိမ်းဘာမှမဆိုင်နော်မနမိုးနဲ့ sauce breakfast ဒီမှာထားပြီးတော့ spicy salmon ဒီ salmon တွေကိုစားနော်မကိုကြောင်တကောင်ရှိရညလာဟိုမှာကြောင်လေးကိုကြောင်လေးရေခဲတက်တာပေါ့မှာဟဲ့ရန်ကောင်းလားကောင်းပတ်စကောင်း不是不是ကောင်းဆယ်မွန်ဖျားတော့အဲ့လိုစားပကံပြည့်စားတော့စားအဲ့လိုစားဆယ်မွန်အဝါလေဆယ်မွန် raw ထဲမှာကိုကအဲ့ raw စားလို့ရှင်ဘယ် raw မှမစားဘူးဆယ်မွန်တစ်ခုပဲ raw စားရန်ကုန်ကနေပြီးတော့ US မလာမချင်း US မရောက်ခင်ချိန်ထိဘာဘရောမှမစားဘူးဒီရောက်တော့ဆူရှီတွေကမသိမဖြစ်တင်ရတာ哦အားလုံးဆိုတော့အဲ့လိုပေါ့တင်ပေးတဲ့လူတွေရော
ဒါလေးကောင်းတယ်ညာလေးကောင်းတယ်ပေါ့ဘာလေးကောင်းတယ်ညာလေးကောင်းတယ်စားကြည့်ပေါ့စားကြည့်ကြည့်ရဲ့အခြား raw ရယ်စားကြည့်ကြည့်ရဲ့မကြိုက်ဒူးနာလည်းမကြိုက်သွေးနဲ့နန်းလို့လေဒါပဲကြိုက်တယ်ဆယ်မောတော့ကောင်းတယ်အကုန်လုံးအတွက်ကောင်းတယ်မျက်စိနားအယိုးအကုန်လုံးအတွက်အကုန်ကောင်းတယ်ခန္ဓာကိုယ်အတွက်ကောင်းတယ်နှလုံးအတွက်လည်းကောင်းတယ်အားလုံးကောင်းတယ်အော်ကြိုက်တယ်有啲呢，အဲ့လိုစားရဲဆိုတော့ပြချင်တယ် sauce စီပဲမနေ့ပိုင်း breakfast မှာဒါကြီးထစားနေတာဘာလို့လဲမသိဘူးမြတ်ဆယ်မွန်းလို့နေခင်းလို့ညနေလို့ညလို့စားတာဟို breakfast မှာထစားပြချင်တာရွှဲပဲဟုတ်တယ်နော်